မင်္ဂလာပါရှင်။ကချစ်သူပရိသတ်တွေစောင့်မျှော်နေကြတဲ့ Time City ရဲ့ guys ဆိုပွဲကြီးပြန်လည်ရောက်ရှိလာပါပြီ။ပြီးခဲ့တဲ့2026ခုနှစ်ဇန်နဝါရီလကျွန်တော်ရဲ့ Time City Complex Outdoor Area ကြီးမှာပထမဦးဆုံးအကြိမ်ဖြစ်နေကျင်းပပြုလုပ်ခဲ့တဲ့ Time City Guys ဘို့2026ပွဲကြီးရလဲအောင်မြင်မှုတွေအများကြီးနဲ့အတူကြီးကျယ်ခမ်းနားစွာကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။အခုဒုတိယအကြိမ်ထပ်မံကျင်းပသွားမယ် Time City Pre သတင်းကြို Car Expo 2026သတင်းကြိုအကျိုး Car Expo ပွဲကြီးကိုလည်းအခုလာမယ့်အောက်တိုဘာ16 19 18 3ရက်တိုင်ကြီးကျယ်ခမ်းနားစွာဖြင့်ထပ်မံကျင်းပသွားမှာပဲဖြစ်ပါတယ်။ပါဝင်ပြသမယ့်ကားတွေကတော့အစုံပါပဲ။နောက်ဆုံးပေါ် EV ကားတွေလည်းပါတယ်လို့စီကားများလည်းပါအောင်ပါပါ။ကား Expo ပွဲမှာပါဝင်လိုကြတဲ့ဝင်းတို့ရဲ့ချစ်ရတဲ့မိတ်ဆွေ company ကြီးတွေဒီလာကြီးတွေအနေနဲ့ကတော့ဘူးအနှင်းငယ်တာကြန့်ရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့စောစောလေးနေရာကြိုယူထားမှစိတ်ချရမယ်နော်။ပါဝင်ပြသမဲ့ကုမ္ပဏီကြီးများအနေနဲ့ကလည်းဈေးကွက်စီးပွားရေးအရာချဲ့ထွင်နိုင်ခြင်း customer အသစ်တွေထပ်မံပြီးတော့ရရှိခြင်းမိမိတို့ရဲ့ brand ကိုပုံမပြီးတော့ကြော်ညာနိုင်ခြင်းနဲ့အတူစီးပွားရေးအရာအကျိုးကျေးဇူးတွေအများကြီးပဲရရှိအောင်ပါပါလာရောက်ကြည့်ရှုလေးလာဝယ်ယူကြမယ်ကားချစ်သူ customer တွေအနေနဲ့ကလည်းတစ်ချိန်တည်းတနေရာထဲမှာကားကုမ္ပဏီပေါင်းများစွာကားအမျိုးအစားပေါင်းများစွာကိုတစုတစည်းတည်းကြည့်ရှုလေးလာဝယ်ယူနိုင်မှာဖြစ်တဲ့အပြင်ကား company တွေအနေနဲ့ကလည်း special promotion special sale တွေနဲ့အခြားသောဆုလက်ဆောင်ပေါင်းများစွာကိုလည်းပေးအပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ guys ကိုပွဲကြီးကိုလာရောက်ပြီးတော့ဝယ်ယူကြတဲ့ကားချစ်သူ customer တွေအနေနဲ့အခြားနေရာတွေမှာဝယ်ယူတာနဲ့မတူညီတဲ့အရန်ကောင်းမွန်တဲ့ promotion package တွေကိုအများကြီးရရှိပိုင်ဆိုင်သွားမှာပဲဖြစ်ပါတယ်ရှင်။ကားများကိုဝယ်ယူတဲ့အခါမှာဆိုလို့ရှိရင်လည်းထုံးစံအတိုင်းပဲတစ်လုံးတစ်ခဲငွေပေးချေမှုနဲ့ဝယ်ယူနိုင်မှာဖြစ်တဲ့အပြင်ဘဏ်အနေနဲ့ချိတ်ဆက်ပြီးတော့လည်း installment ပုံစံများနဲ့ပါဝယ်ယူအားပေးနိုင်အောင်မှာဖြစ်ပါတယ်။ဒီတစ်ခါ guys ပွဲကြီးကတော့ surprise ဖြစ်ပြီးတော့လုံးဝထူးခြားတဲ့အစီအစဉ်လေးတစ်ခုရှိပါတယ်။ဒါကတော့ဒုတိယအကြိမ်ကျင်းပတဲ့ Time City ရဲ့ Pre သတင်းကြို Car Expo 2026ပွဲကြီးနဲ့အတူမှာမြင်ရတဲ့ Time City Complex ရဲ့ Jewelry Mall Indoor Area ရဲ့မှာဆိုလို့ရှိရင်တော့နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ Time City ရဲ့သတင်းကြိုအကျိုးရတနာဈေးရောင်းပွဲတော်ကြီးကိုပါနေ့ရက်တူတခါတည်းပူးရဲပြီးတော့ကျင်းပပေးသွားမှာပါဒီတော့ Time City Complex ရဲ့ Outdoor Area ရော Indoor Area နှစ်နေရာစလုံးမှာကြီးကျယ်ခမ်းနားတဲ့ပွဲနှစ်ခုစလုံးကရှိနေမှာပဲဖြစ်ပါတယ်ဘယ်ကုမ္ပဏီဘယ်ကား brand တွေပါဝင်ပြီးတော့ပြသသွားမလဲဆိုတော့ MPK Motor ရဲ့ MG နဲ့ Lee Motor UV Automotive ရဲ့ Hongqi EV လျှန်ရှမ်းရဲ့ GAC 99မြန်မာရဲ့ GAC Ion မြန်မာ Trade ကားရဲ့ SWM မင်္ဂလာ Auto ရဲ့ Shaman Auto Bone ရဲ့ Ford Track ကောင်းဆန်ပြည့်ရဲ့ Hongqi စတဲ့ brand စုံလင်ကိုမိသားစုဝင်တွေအားလုံးအတွက်ပါဝင်ပြသပေးသွားမှာပါဒါကြောင့်မို့လို့အခုလာမယ့်အောက်တိုဘာလ16 19 18 3ရက်တိုင် Time City Outdoor Area ကြီးမှာစီကားတိုက်မြိုက်စွာနဲ့ကျင်းပပြုလုပ်သွားမယ် Time City Pre သတင်းကြို Car Expo 2026ပွဲကြီးမှာကျွန်တော်ရဲ့မိတ်ဖက်ကားကုမ္ပဏီကြီးများနောက်ပြီးတော့ကားဒီလာကြီးများအနေနဲ့ကလည်းအနှဲငယ်သာကြန့်ရှိတဲ့ဘုတွေမှာအကောင်းဆုံးပါဝင်ပြီးတော့ပြသနိုင်ဖို့ကားချစ်သူ customer များအနေနဲ့ကလည်းအောက်တိုဘာ16 19 18 3ရက်လုံး Time City မှာကျင်းပမယ် Pre သတင်းကြို Car Expo 2026ပွဲကြီးကိုမလွတ်တမ်းလာရောက်ကြည့်ရှုလေ့လာဝယ်ယူဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်